ကျွန်တော် screen မြင်ရပြီလားဗျမြင်ရတယ်ဆရာမြင်ရပြီ ဟုတ်မရသေးဘူးရှင် မြင်ရပါ မြင်ရ တ ပြီ ယ် နော် ဟုတ်ဟိုရုပ်ချောချောနဲ့စိတ်ပဲညင်နေတယောက်တော့မြင်ရပါတယ်ဆရာ ဒါတော့မြင်ရမယ်ရေးကြည့်ရတာပဲ အာ ရပြီလား ဟုတ်ကဲ့မြင်ရပါပြီဆရာဟုတ် မြင်ရပြီနော်အဲ့တော့ကကျွန်တော်ကဒီနေ့ဟိုပါပေါ့နော်အားလုံးမင်္ဂလာပါကျွန်တော်တို့ဟိုသမင်းလည်းမစားကြရလေးဘူးထင်တယ်နော်ဘိုက်တော့စားပြီလားမသိဘူးအဲ့တော့ကျွန်တော်တို့ဟိုပါပဲဟိုတော်တော်များများလည်းပြောကြတယ်လေတိုင်ကြီးကပဲနော်အဲ့တော့ကျွန်တော်တို့ဒီအစီအစဉ်လေးမစခင်ပေါ့ကိုအမေတို့ဆရာကြီးရဲ့ခေါင်းစဉ်လေးပေးပါဆိုတော့ကျွန်တော်ကlesson learned from earthquake damage building ပေါ့ whisper story ဆိုကျွန်တော်တော်တော်တိတ်တိတ်ကလေးတွေပြောချင်တာပေါ့အကျဉ်းကြီးတွေပြောတာ Facebook မှာပွားနေတော့ကျွန်တော်တိတ်ပြောစရာမကြတော့အဲ့တော့တော်တော်တိတ်ကလေးတွေပြောချင်တယ်ဆိုတော့ကိုအမေတို့ဆရာလည်းခေါင်းစဉ်ထက်နေရတယ်ကဲအဲ့ဒါဆိုလည်းကျွန်တော် QAQC ကြောင်းပြောမယ်ဗျာဆိုခေါင်းစဉ်တော့ဒီလိုပေးလိုက်ပါတော့တာပေါ့လေနောက်ပိုင်းတော့အဲ့တော့ကျွန်တော်ဒီ introduction နေတဲ့ကြတော့ကျွန်တော်ရည်ရွယ်ချက်ကပါလဲဆိုတော့ key lesson from earthquake ဒါကျွန်တော်တို့ကတစ်ခုဖြစ်ရင်ဒါ lesson ယူရမယ်လေဘာလို့ဆိုတော့ဒီဟိုကျွန်တော်ဒီ paper တွေဖတ်ကြည့်တဲ့အခါမှာဒီ earthquake တကယ်လက်တွေ့ဖြစ်တဲ့ဟာကတကယ်ကမ္ဘာပေါ်မှာဈေးအကြီးဆုံးနဲ့အကျယ်ပြန့်ဆုံး research laboratory လို့ဆိုတာဟုတ်လဲဟုတ်တာဘာလို့ဆိုတော့အသက်ဒီသွေးတွေအိုးအိမ်ပစ္စည်းပွားတွေကိုအပျက်စီးခံထားတဲ့ခွဲခန်းကြီးလေ engineer တွေဒီ scientist တွေအရန်အသုံးတဲ့တာအရန်ကို lesson learn လုပ်ပြီးတော့ဒီ improve လုပ်ဖို့ပေါ့ဒီ lesson learn ပြီးတော့ improve လုပ်ဖို့လိုတယ်ဟာပေါ့နော်ဒါကြောင့်ဒါ purpose က lesson တွေကိုအဓိကယူရမယ်နောက် importance နော်အခုနပြောတဲ့ထိခိုက်နိုင်တယ်ဒီလိုမျိုးငရင်လှုပ်လိုက်ရင်ထိခိုက်နိုင်တဲ့လူတွေနော်အခြေအနေတွေဘာတွေရှိလဲပေါ့အသက် OEC စိတ်နော်အဲ့တော့ကျွန်တော်ဒီနေ့ focus လုပ်မှာတော့ QAQC ရဲ့ role နော်ဘာလို့ဆိုတော့ဒီကျန်တဲ့ဒီငရင်အကြောင်းတွေဒီ technical အကြောင်းတွေ structure အကြောင်း design အကြောင်းတွေတော်တော်များများပြောကြတယ်ဒါပေမဲ့ QAQC role ကိုသိမပြောဘာလို့မပြောလဲဆိုတော့ဟိုနောက်ဆုံးတော့တဖြည်းတော့ပေါ်လာအောင်ပေါ့လေကျွန်တော်ပြောတဲ့ထဲမှာအဓိကအခုကျွန်တော်အချိန်လည်းမှတ်လိုက်အောင်ပါနော်10နာရီခွဲထားပါတော့နော်ကျွန်တော်10နာရီခွဲချရဆိုပြီးတဲ့တော့တိတ်ကြသွားမှာဆိုကျွန်တော်အတန်းအဆင်ပြေလားမသိဘူးအတိုးကျင် ဟုတ်ကဲ့ကောင်းကောင်းကြားပါတယ်ဆရာ တင်ပါနော်ဟုတ်ကဲ့အဲ့ဒါဆိုတော့ဟိုအဓိက QAQC လို့ကျွန်တော် focus ပေါ့နော်ဘာလို့ဆိုဒီကျွန်တော်တို့အပြည့်အစည်းတွေအဓိကကျွန်တော် focus လုပ်တာကတော့အဓိကကျွန်တော်တို့ဘာလို့လို့ဆိုတော့ number 1က content က face ပြီးတော့ building damage at monthly နော်ဒီ during ဒီခုပြီးခဲ့တဲ့ earthquake မှာကျွန်တော်သိရဟာကို research လုပ်ထားတဲ့ paper ရှားပါတစ်ခုရပါတယ်ဒါတရုတ်ပြည်ကလုပ်ထားတယ်နော်ကယ်ဆယ်ရေးအဖွဲ့နဲ့ပါလာတဲ့ engineer တွေလုပ်ထားတဲ့ paper လေးတစ်ခုကိုအောင်မြတ်သူလည်းရှင်းထားတာရှိပါတယ်ကျွန်တော်တို့အဲ့ထဲကဖတ်ကြည့်ပြီးတော့ကျွန်တော်အချင်းချုပ်ကလေးတွေကောက်ထားပါတယ်နော်အဲ့ထဲကဘာလို့ဆိုကျွန်တော်တို့စီကဟိုကိုအောင်မြတ်သူဂျင်းကျွေးတာလည်းကျွန်တော်တခုမှမတွေ့လိုက်ဘူးလို့ဆက်ချင်တာကိုအောင်မြတ်သူတင်လိုက်တော့ကျွန်တော်လဲအော်တယ်ပေါ့လေဝမ်းလဲတာတော့အခုစီကထွက်လာပါလားဆိုပြီးတော့မဟုတ်ဘူးနော်ဒီ group တွေကလူတွေကတည်ပြီးသားဖြစ်နေမယ်အဲ့တော့ကျွန်တော်တို့ဒီမန္တဟာကို paper ရှယ်ပါတစ်ခုရှိတယ်အဲ့ထဲဟာလေးကျွန်တော်တစ်ခုထုံလုပ်ထားပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီတိကျမလားတော့မသိဘူးဒီတူရကီမှာ2023ကလှုပ်သွားတဲ့ငရင်ဟာကျွန်တော်တို့ ਨੇ တော်တော်လေးကိုဟို magnitude scale တွေရောဖြစ်ပျက်ပုံတွေရောနောက်ဟိုင်းနှိန်းတွေမန္တလေးနဲ့တော်တော်လေးမန္တလေးစကိုင်းပေါ့စကိုင်းကတော့ကျွန်တော်ပုံလဲသိမ့်မရဘူးကျွန်တော်တို့ကတော့မြေပြင်လဲရောက်ဖို့ခွင့်ရမရှိတော့ဒီ Facebook ကတက်လာတဲ့ဓာတ်ပုံလေးတွေပဲကြည့်ရတာပေါ့လေအဲ့တော့ကြည့်လိုက်တဲ့အချိန်မှာဒီတူရကီ earthquake နဲ့တော်တော်လေးတူတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တူရကီ paper တွေကဟာကိုဟိုကျွန်တော်စုဆောင်ထားလေးပြန်တုတ်လိုက်တယ်ပေါ့နော်အဲ့ဒါလေးတွေရှိတယ်အဲ့နှစ်ခုပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကဒီ finding လေးတွေပေါ့ကျွန်တော်တို့ဒီက focus ကတော့ QAQC ကို focus လုပ်ပါပါ structure ဘိုင်းတွေတော့ကျွန်တော် focus မလုပ်ဘူးအသေးစိတ်ပဲပြောပါမယ်အဲ့ဟိုအကြမ်းမြင်လေးပဲပေါ့နော်နောက်တစ်ခုကဒီ earthquake damage building မှာ test ပေါ့နော်ဘယ်လို test တွေလုပ်တဲ့လဲပေါ့ဒါ QAQC ဘိုင်းနဲ့ တိုင်းဆိုင်တယ်ဆိုတော့အဲ့ဒါလေးပြောပါမယ်နောက်ဆုံးကတော့ဒီ common finding from similar case study ကတော့ကျွန်တော်အချိန်များသွားမှာဆိုလို့ကျွန်တော်အဲ့ဒါကိုဖြောက်လိုက်ပါတယ်နောက်စိတ်ဝင်စားသူတွေ paper တွေကျွန်တော်ထပ်ပြီးတော့ဝေပြီးလို့ရပါတယ်နော်နောက်ဆုံး whisper of forgotten story ပေါ့နော် whisper ဆိုတော့တူတိုတိတ်တွေပေါ့ဒါတော့ဟိုပြောလို့ရတဲ့ဟာလေးတွေပြောမှာပေါ့လေနော်ကျွန်တော်တို့မပြောကြတဲ့ကြေးလောင်မပြောရကြတဲ့ဟာတွေပေါ့ပြောဖို့အခွင့်အရေးမရတဲ့ဟာတွေအဲ့လိုပဲပြောရမလားမသိမပြောရတာလားအခွင့်အရေးမရတာလားဟိုပြောတဲ့အလေးထားမရှိရလားမသိဘူးပေါ့လေနော်အဲ့ဒါလေးတွေကျွန်တော်ပြောပါမယ်နောက်တစ်ခုကတော့overview ရဲ့
earthquake ကတော့နော်ဒီကျွန်တော်တို့ဒီဘာတွေတွေ့လဲဆိုတော့ဒီမန္တလေးမှာရောတူကီကဟာတွေ့လိုက်ရင် column buckling ဖြစ်တာတွေတွေ့တယ် shear wall failure တွေရှိတယ် soft story ကတော့ကျွန်တော်ထင်တယ်မြန်မာပြည်ကတော်တော်လေးလေးကျေလောင်ပြောထားပြီးသိအထူးထွေပြောစရာမလိုဘူးနောက်ဒီ case example ကကျွန်တော်နီဘောကဟာကတော့မထည့်တော့ဘူးကျွန်တော်အရင်တော့ရည်ရွယ်ထားတာပေါ့လေခုနက similar case တွေနီဘောကတော့မထည့်တော့ဆိုတော့နီဘောကပထမတော့နီဘောက2015မှာလုပ်ပါတယ်လွန်ခဲ့တဲ့10နှစ်တိတိကဘာကြောင့်မှတ်မိလဲဆိုနီဘောမှာကျွန်တော်ကတ်မန်ဒူမှာ2000နဲ့ဘယ်ခုနဲ့လဲ90နဲ့6ခုဆိုလွန်ခဲ့တဲ့နှစ်30ကကျွန်တော်တရားတင်ဆောက်ဖို့ပါတယ်အဲ့ဒါဆိုကျွန်တော်အသက်လည်းပေါ်သွားပါပြီနော်ဒီဘောမှာကျွန်တော်တစ်နှစ်နေဘူးပါတယ်ကတ်မန်ဒူမှာတရားတင်ဆောက်ဖို့ပါတယ်နော်အဲ့တော့အဲ့ဒီဟာတော့မပြောတော့ဘူးကျွန်တော်ချက်ခဲ့တယ်ချိန်ရပါတော့အဓိကဒိုင်းကတော့ဆောက်ဦးရကျွန်တော်မန္တလေးနဲ့ကိစ္စတူတဲ့ဟာပေါ့မန္တလေးစကိုင်းနဲ့တူတယ်နော်အဲ့တော့ကျွေးကျူစီ in building construction နော်အဲ့တော့ပထမဆုံးကျွေးကျူစီကိုကျွန်တော်ကျူစီကိုတော့တော်တော်များများက very familiar ပေါ့လေမြန်မာပြည်မှာကျွေးကတိတ်ပြီးတော့မရှင်းဘူးဖြစ်နေအဲ့တော့ကျွေးဆိုတာဘာလဲနော်ကျွေးဆို preventive activities to ensure standards are met ဒီကတော့သူ standard specification တွေက code of practice တွေအဲ့ဒါကျွေးတယ်ပါတော့ quality assurance အလုံးမလုံးခင်နေရကူတော့ general guideline တွေလောက်ထားတာနော်ကျွေးစီကတော့ site ထဲမှာ construction လုပ်တဲ့အချိန်မှာ monitor လုပ်မယ် inspection လုပ်မယ် construction ကာလမှာလုပ်မယ်ကျွေးတွေကအရင်တည်းကဆိုမှာနော်ဥမာ project specification တွေ technical specification တွေနောက် code တွေပေါ့နော်ကျွန်တော်တို့ MNBC ပေါ့လေဒါတွေကကျွေးတွေပါတော့အဲ့ဒါတွေလိုတယ်နောက် stakeholder ကတော့ဗာလဲဆို engineer တွေပါမယ် contractor တွေပါမယ် regulator တွေပါမယ် third party inspector တွေနော်အဲ့တော့ QAQC မှာထပ်ပြီးတော့ရှိတာက QAQC မှာ third party ကလည်း QAQC ပဲ internal လည်းဒီ contractor ဘက်မှာ QAQC ကရှိရပါတယ်နော်ဘာကြောင့်ဒါမှသူကတကယ် site တွေကို QAQC ကသူကသူစစ်နေရမယ် site နေနေအောင် QAQC ဘိုင်းကပေါ့နော် QC ဘိုင်းကစစ်နေရမယ် QA ကတော့သူက system တစ်ခုပဲ system တစ်ခုကိုချပေးလိုက်တဲ့ချိန်မှာအဲ့ဒီ system တိုင်းလုံးမလုံးကို QC ကလိုက်ပြီး confirm ထပ်လုပ်တာပေါ့နော် site engineer QC ဖြစ်ကောင်းဖြစ်မယ် third party QC ဖြစ်ကောင်းဖြစ်မယ်နော်အဲ့ဒါက QC ပေါ့အဲ့တော့ damage structure တွေမှာဘာတွေတွေ့လဲဆိုတော့နော်ဒီဟိုအနေကမန္တလေးကောအများစုကတော့ကျွန်တော်ဒါကိုတူရကီကဟာကိုထုတ်တာပြီးရင်ကျွန်တော်တူရကီကဟာလေးတွေကို roughly share လုပ်ပြီးတော့ပါမယ်နော်စိတ်ဝင်စားတဲ့လူတွေတော့ကျွန်တော် paper ထပ်ဖြတ်ပေးပါမယ်အဲ့တော့ပထမတွေ့တာ use of standard substandard material ပေါ့နော်ပစ္စည်းတွေရဲ့ quality မပြေပါဘူး poor detailing of reinforcement detailing တော်တော်လေးညံ့ပြင်းတာကိုတွေ့တယ်မန္တလေးမှာရောတူရကီမှာရော non adherence to seismic codes နော် code တွေကိုမလိုက်နာတာအဲ့ case ကလည်းမန္တလေးမှာရောတူရကီ case မှာရောတွေ့ရတယ် lack of supervision during execution နော် supervision ညံ့တဲ့အပိုင်းပေါ့နော် supervision ညံ့တယ်ဆိုတော့ supervision မှာကျွေးကျူစီပိုင်းလည်းပါပါမယ်နော်အဲ့ဒါဒီဟာတွေကအများစုဒီ damage တွေမှာတွေ့ရတယ်နောက်အဲ့တော့ case study ကနော်ဟောဒါ building A တို့ building B တို့ကတော့ဒါထားဟိုတချို့ဟာတွေတော့နာမည်မတက်တော့ဘူးလေနော် column fail due to poor river anchorage နော် column fail ဖြစ်တာတွေရှိတယ် river anchorage weak beam column joint weak beam နဲ့ column joint နော်ဒီကောင်တော့ weak beam ရှိတယ် strong beam ရှိတယ်အဲ့ဒါတွေကတော့ဟိုကျွန်တော်တို့ Facebook မှာလည်းတော်တော်များနေပြီကိုအများသူလည်းပြောနေကြတယ်ဟိုမနေ့ကကိုကျော်သူနဲ့နှစ်ဖက်ပြောမှတင်တယ်သူတို့လည်းပြောပါလိမ့်မယ်နော်အဲ့တော့ structure ဘိုင်းတွေတော့ကျွန်တော်ပြောပါဘူး roughly သွားမယ် insufficient QAQC measure led to avoidable failures တကယ်တော့QAQC ကောင်းရင်အခုကျွန်တော်တွေ့မိသမျှပုံတွေလေQAQC ကကောင်းရင်တော်တော်များများတွေကဒီ failure မဖြစ်ဘဲခံနိုင်တဲ့အခြေအနေရှိရပေါ့နော်ဒါလေးတော့ဝမ်းနည်းစရာကောင်းတယ်ပေါ့တကယ်တော့ဟို design ကြောင့်နဲ့စာရင် QAQC ကြောင့်ဟို QAQC lag ဖြစ်သွားလို့နော်အဲ့တော့ကဒီမှာကဒီသွားပြီနောက်တစ်ခါ design stage မှာပေါ့နော် design stage မှာတော့ QAQC ဘိုင်းကဘာတွေရှိရမလဲဆိုတော့ design မှာလည်း design QAQC ရှိတယ်နော်အဓိကတော့ design ဘိုင်းမှာတော့ QA ဘိုင်းပေါ့ seismic code တွေဒါကတော့ဟို sample ပေးထားတဲ့ဟာတွေနော် seismic code တွေရှိတယ်ကျွန်တော်တို့ဟိုမြန်မာပြည်မှာလည်း MNBC ထဲမှာလည်း seismic code ဟို3မိုင်ဟာတွေပါတယ်သို့တော့ဟိုတရုတ်ကပါတဲ့ research ထဲမှာ seismic code မှာလည်းအားနည်းချက်ရှိတယ်ဆိုပြီးသူထောက်ပြထားတာရှိတယ်ဒါတွေကျွန်တော်တို့ improve လုပ်ရမှာပေါ့နော်ဒါ QAQC ဘိုင်းကဒါကြောင့် authority ဘိုင်းကဆိုင်တာပေါ့နော်ပုဂ္ဂလိက engineer နဲ့ဆိုင် authority ဘိုင်းကနေအဲ့ဒါတွေပြန်ပြီးတော့ review လုပ်တင်တယ်လုပ်နေပြီလို့လည်းညွှန်လိုက်ပါတယ် now soil structure interaction assessment နဲ့ coordination between design team နော် design team တွေပေါ့ design
ချင်းမှာလည်းကိုဒီဒါတော့ကျွန်တော်လေးပါဒါလည်းတော့ကျွန်တော်တိတ်မပြောတော့ဘူးအဲ့တော့ construction state မှာကြာ QC ကဘာတွေလုပ်ရမလဲ construction state မှာဆိုတော့ material testing တွေလုပ်ရမယ်နော် concrete ဆို slab test လုပ်ရမယ် composite ဒါလုပ်စင်မယ်လုပ်တာကတကယ်တမ်းစနစ်တကျဖြစ်ဖို့နဲ့ကြက်မတ်လုပ်ဖို့ရည်ကြည့်တယ်ပေါ့နော်အဲ့ဒီဟာတွေဟာသွားရင်ကျွန်တော်တို့ဒီလိုမျိုးမမျော်လင့်တဲ့ disaster တွေလာတဲ့အချိန်မှာမပြတ်တင်မပြရတာရှိတာနော် on-site inspection and reinforcement layout ကျွန်တော်တို့တော်တော်များများလည်းနောက်ပိုင်းပါတယ်ဒီ startup ထည့်တာတွေတော်တော်လေးဟာတာပေါ့နော် column နဲ့ beam နဲ့ beam နဲ့ join တွေမှာတော်တော်များများပြတ်တဲ့ကိစ္စအဲ့ကိစ္စတွေအဓိကဖြစ်တယ် now အများvery common ဟိုပါကလေကျွန်တော်တို့ QRA မှာတော်တော်လေးညံ့တယ် QRA မှာတော်တော်လေးအားနည်းတယ်ဆိုတာလူတွေအခဲညံ့တာတော့မဟုတ်ဘူး QRA ကိုသိခဲရမလုပ်ကြအောင်နော် QRA ကိုသိခဲရမလုပ်တာကမြန်မာပြည်တွေမဟုတ်ဒီစင်ကာပူမှာလည်းကျွန်တော်ခဏပြောရတယ်ကျွန်တော်တို့လူတွေက QRA ကိုသိခူးမဆိုင်ဒါပေမဲ့စင်ကာပူကတော့တဘာဝအလျက်တော့ကံကောင်းတာကမိုးမရွာတဲ့နေရာမရှိသလောက်ပဲ outdoor တွေမှာဆိုရင်သူကနေ့တိုင်းလိုမိုးရွာနေတော့ QRA ကတိတ်ပြီးတော့မြန်မာပြည်နဲ့ဆိုင်ပေါ့လေတိတ်ပြီး effect မလိုလားတဲ့ဟာတော့မဖြစ်ဘူးပေါ့ဒါမဲ့ဒီမှာလည်းပြောရတယ်နောက်ဒီ curing compound ပေါ့လဲဆိုရင် curing compound ကဒီမှာဆိုရင် curing compound အယောင်မရှိတဲ့ဟာပေးမတော့တော့အယောင်နဲ့ဟာတော့ဆိုညာလို့ curing compound သုံးမိလားမသုံးမိလားမသိဘူးအယောင်ကအရင်တော့ဆိုအကြီးလေးဆိုရင်အဲ့တော့ဒီမှာတော့အယောင်တစ်ခုပါနေတာသုံးရတယ်အဲ့ဒါသုံးမှတော့ curing compound ဖြန့်ထားလားမဖြန့်တော့ဆိုတော့တည်တယ်ပေါ့နော်နောက် daily site record ဒါတွေကတော့QC ဘိုင်း QA ဘိုင်းပေါ့နော် record တွေယူထားရမယ်ဒါမှကျွန်တော်တို့ပြန်ရှာလို့တွေ့တယ်ပေါ့နော်တစ်ချိန်မှာတစ်ခုဖြစ်ခဲ့ရင် now impact of poor QA/QC practice နော် impact တွေကဘာလဲဖြစ်တယ်ဆိုတော့ဒါတော့အားလုံးသိရတယ်ပေါ့နော် QA/QC practice loss of life and property ပေါ့သူစာအုပ်တွေပြတ်တဲ့လူတွေတေဆုံးနေတိုင်းရတယ်ပေါ့နော် long term displacement and socio-economic disruption ဒါတွေကကျွန်တော်တို့ generally ကိုတွေ့ရရတယ်ပြောထားတာပါနော် legal liability and penalties for stakeholders အဲ့ဒီအပိုင်းမှာနော် real liability and penalty for stakeholders ဆိုတာကျွန်တော်တို့ရှိမှာအဲ့ဒီကမရှိသလောက်ဝမ်းနေစရာကောင်းတာမရှိသလောက်ကိုအားနေကျွန်တော်သိသလောက်နော်ဘာလို့ဆိုတော့ပြီးသွားတာဖြစ်သွားပြိုသွားပြီဒါပဲရောက်သွားတယ်ပြက်သွားပြီဒါပဲနောက်ဆက်တွဲဘာမှမကြောက်ကျွန်တော်တို့ထိုင်းကဆိုရင်ကော်မတီတွေတည်ပါတယ်အားလုံးလည်းကြားမယ်ထိုင်းမှာအဆောက်အဦကြီးကြိုကြတယ်ကုမ္ပဏီဒါရိုက်တာတွေရောပိုင်ရှင်တွေရောတတိတရားစွဲခံရတယ်အဖမ်းခံရတယ်နော်တကယ်လူကြီးပိုင်းတွေပေါ့သက်ဆိုင်ရာဘာသာဆိုင်ရာသူတို့ဒီ corruption ကိစ္စတွေလည်းသူတို့လိုက်တယ်နောက်ကထိုင်းလည်းကြည့်တော့သူကိစ္စတော့သူရှုပ်နေတယ်တူပါတယ်နော်အဲ့တော့နောက်တစ်ခုရှိတာကျွန်တော် lesson learn ကကျွန်တော်တို့ဒီအဲ့ဒီထိုင်းကအဆောက်အဦကိုကျွန်တော်တို့သက်ဆိုင်လို့ပြောတာပါထိုင်းကအဆောက်အဦကြီးကြိုကြတဲ့ case study ကကျွန်တော်တို့ဒီစင်ကာပူမှာရုံးမှာကို in house ကျွန်တော်တို့ seminar လုပ်ပြီးတော့သိရပါတယ်ကျွန်တော်တို့ဘာတွေဖြစ်တယ်ဆိုတော့နော်သတင်းစာမှာစချင်းတက်လာတဲ့သတင်းတွေနဲ့ကျွန်တော်တို့သိတာနဲ့လည်းမတူအောင်နော်ဒါတို့နောက်ဆက်တွဲတွေ politics တွေလည်းပါတယ်ဆိုတော့အကုန်လုံးတော့ဒါပြောလို့မရဘူးပေါ့နော်တို့စီမှာလည်းဒါတွေရှိပါတယ် politics တွေနော်အဲ့တော့ဒါကတော့ improve QA/QC ပေါ့နော် QA/QC အပေါ်မှာဖြစ်ရမယ် enforce quality standard at all levels quality standard ဒီနော်ကျွန်တော်တို့ quality standard ကကျွန်တော်တို့စီမှာတော်တော်ကြီးကိုအားနည်းပါတယ်ပို့ဆိုတာ enforcement ကပို့ပြီးအားနည်းတယ်နော် use independent and auditing and testing independent audit လုပ်တာတွေ test လုပ်တာရှိရမယ် deploy digital inspection တူဒါတော့သိအရင်ပြောခုခေတ်ကတော့ digital တွေလာတယ် encourage reporting of non compliance de report အဓိက reporting နဲ့ recording ပေါ့နော် reporting နဲ့ recording မှာလည်းကျွန်တော်တို့တော်တော်လေးအားနည်းတယ်ပေါ့ကျွန်တော်သိတယ်လို့ကျွန်တော်လည်း၄နှစ်လောက်ပေါ့လေမြန်မာပြည်မှာကိုယ်တိုင်fee နဲ့ဝင်လုပ်ခဲ့ပြီးတော့တော်တန်သိတယ်ပေါ့ဒါပေမဲ့တခါတလဲစားလည်းပြောရင်ကျွန်တော်ကမသိတဲ့သူတွေလည်းရှိမှာပေါ့နော်ကျွန်တော်က1990ခုနှစ်ကစပြီးပြပရောက်နေတာပါနော်ပြပရောက်နေတော့2019မှာ2019နဲ့2020ကုန်ထိပေါ့လေ2021အစောပိုင်းလောက်ထိဒီပြည်တော်မှာရှိတော့ကျွန်တော်လည်းကွင်းနေပါအဲ့မှာကွန်မန့်သူနဲ့ခင်ခဲ့တာပေါ့နော်ကွန်မန့်သူကိုကျတော့လည်းခင်ပါတယ်ဆိုအဲ့ဒီညီကိုတို့ဖြစ်နေတော့ဒါဒီပွဲမှာကျွန်တော်ဝင်ပြောပေးတာပေါ့နော်ဒါကတော့ quality standard နေတဲ့အပိုင်းနော်နောက်တစ်ခုက implementation of framework design to handover ဒါတွေကကျွန်တော်တို့ QA/QC အပိုင်းလေးကိုကျွန်တော် briefing လုပ်နေတာနော် case study ပြီးတော့သွားပြီဒါလေးကကျွန်တော်ခဏပါပဲနည်း QA/QC plan form design to handover
ဒီ plan တွေက design တွေဟဲ့တော့ဘာတွေပါမယ် role and responsibility matrix အဲ့ဒါလည်းအရေးကြီးတယ်เนาะကျွန်တော်ဒီ role and responsibility လေးလည်းကျွန်တော်ပြီးတော့ထပ်ပြောပါမယ်နောက် training ပေးဖို့လိုမယ် periodic internal and external audit เนาะအဓိက audit လည်းလိုတယ်ဘာလို့ဆိုကိုယ့်အကိုလုပ်တာကိုယ့်အကိုမှန်နေလို့မရဘူးလက်စားတယ်ကျွန်တော်တို့တိုက်ဆိုင်လို့နေပြီးတော့မှနေတော့ကျွန်တော်တငယ်ချင်းတွေပေါ့လေဌာနဆိုင်ရာတငယ်ချင်းတွေဟောကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ဆရာတွေတခါစုံပြစ်ကြတယ်စုံပြစ်ကြတော့ကျွန်တော်တငယ်ချင်းကလူကြီးဖြစ်နေပြီပေါ့လေခုတော့ retire တော့ပါပြီအဲ့ဒီအချိန်မှာတကယ်ခုနှစ်ရှင်းနေလောက်ပေါ့ဆိုဘာပြောလဲဆိုသူကတဲ့ဌာနဆိုင်ရာအရာရှိပေါ့တကယ်ချင်းနေအချင်းချင်းပြောကြတော့ပြောမလားဆိုတော့ဘာပြောလဲဆိုတော့ကျွန်တော်တို့ကတဲ့လုပ်ခဲ့တဲ့အလုပ်တွေဟာ project တွေပေါ့လေအဆောက်အဦ project တွေမှာရှုံးနေဆိုတာမရှိဘူးတဲ့အဲ့တော့ဟိုတယောက်ကကျွန်တော်အရင်ငယ်တော့ဆရာပေါ့ဒါကျွန်တော်စင်ရတယ်ဘာလို့လဲဟာလေခင်ဗျာရှုံးမလားဗျာတဲ့ကျွန်တော်တို့ကတဲ့ကိုယ့်အကို design လုပ်တယ်တဲ့ကိုယ့်အကိုဆောက်တယ်တဲ့နောက်ပြီးကိုယ့်အကိုပြန်စစ်တယ်ဗျာတဲ့ဘယ်လို့ရှုံးမှာလဲတဲ့အစတွေကမရှုံးအောင်လုပ်ဆိုတော့အဲ့ဒါကြောင့် external ကလုပ်တယ် internal ရော external ရော external မလို့ internal ဆိုတာက internal audit ဆိုတော့တကယ်တော့ efficient မဖြစ်ဘူးဆိုတာ influence တော့ဘာခေါ်မလဲကျွန်တော်တို့ bias ရှိတာပေါ့ internal ကတော့เนาะအဲ့တော့ external လုပ်တယ်ဒါမှသာလေတကယ် improve ဖြစ်မှာเนาะအဲ့တော့နောက်တစ်ခုကတော့အရေးကြီးတာကျွန်တော်တို့စီမှာကလေကျွန်တော်သိတဲ့လောက်ပေါ့ဒါမှန်ရင်လည်းမှားမယ်မှားရင်လည်းမှားကိုအောင်မြတ်သူကတော့ပေါ့ဒီဟို design ကိုတော့ကျွန်တော်တို့ကတော်လေး focus လုပ်တာများတယ်အဲ့တော့အခုဆောက်ဦးဒီပြည့်တဲ့နေရာမှာလဲကျွန်တော်မြင်တာကြည့်ရရင် design ကြောင့်နဲ့ဆိုင် design ကြောင့်မပါဘူးလားမဟုတ်တဲ့ design ကြောင့်နဲ့ဆိုင်ဒီ site ရဲ့ supervision နဲ့ quality control ချွတ်ရွံ့လို့ပျက်စီးတာပုံများတယ်လို့ကျွန်တော်မြင်တာပေါ့နော်ဒါကျွန်တော်မြေပြင်ကလူတွေကိုမြန်မာပြည်တော့မြေပြင်ကမြင်တဲ့လူတွေလည်းပြီးတော့အတွေ့အကြုံတွေကျွန်တော်တို့ share ပေးပါကျွန်တော်လည်းပြန်ပြီးမှတ်သားရတာပေါ့နော် effective QA/QC နောက် effective မဖြစ်တာလည်းပါ effective မဖြစ်တာကဘာကိုပြောချင်တာလဲဆိုတော့ QA/QC ဆိုတာရှိလို့ရှိတယ်အရင်တော့လည်း third party ဆိုပြီးလုပ်ခဲ့ရတယ်မအောင်မြင်ခဲ့ဘူးပေါ့လေမအောင်မြင်လဲဆိုတော့ enforcement ကမလိုက်လာဘူးနောက်ပြီးတော့ QA က PVP မရှိတဲ့အခါကျ QC ကလောက်ရတာကသူတို့ပတ်သက်ထဲကနေထင်တယ်လို့လောက်တာဖြစ်တယ်တချို့ကတကယ်တမ်း QC အကြောင်းကိုသိနားမလဲပဲနဲ့ QC သွားလောက်တာရှိတယ်ဘာလို့လဲ QA မရှိတဲ့အခါကျတော့ QC လောက်ရတယ်လို့ဘာနဲ့သွားလောက်ရတယ်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာပွဲတွေရှိလဲကျွန်တော်ပြောပြတယ်ဗျဟိုလက်သမားတွေပိတ်ရနေလို့ပေါ့ဟဲ့ကောင်မှတန်ကြောင်းတစ်ချောင်းဖြတ်ခဲ့ဆရာဘယ်လောက်ဖြတ်ရမလဲဆိုတော့တတောင်လွာဖြတ်ခဲ့ကွာတတောင်ကပိတ်ရဆရာသူ့တတောင်အရရှိရှိသူ့နဲ့တိုင်းတယ်ဒါပေမဲ့သွားဖြတ်တဲ့ကောင်ကပူလေသူ့လက်ကတူတူလေးနဲ့သွားတိုင်းတယ်အဲ့တော့သူတိုင်းလာတဲ့တတောင်သူလည်းအမှန်ပဲသူကတတောင်သွားပဲတိုင်းလာတယ်တကယ်ဟိုတိုင်းစံဝဲဆရာစီပို့တဲ့ခါကျတိုင်းစခွဲဆရာတိုင်းတော့တတောင်နဲ့ဖြစ်နေဆိုတော့အဲ့ဒါကျူရီမရှိတာပေါ့ကျူစီတော့ရှိတယ်သူ့တတောင်နဲ့သူ့ဟာနဲ့သူတိုင်းအဲ့တော့ကျွန်တော်တို့စီမှာတစောင်းတကာတာတရွာတပုတ်ဆန်းဆိုတယ်လို့ဖြစ်တဲ့အခါကျတော့ကြက်တနာလေးရှိတာပေါ့နော်အဲ့တော့ဒီကျူရီစနစ်ကပို့ပြီးတော့ခိုင်မြဲဖို့လိုတယ် continuous monitoring and improvement ဒါတခါတည်းပြီးပြတော့ဘူးအမြဲတမ်း monitor လုပ်နေရမယ် improvement လုပ်နေရမယ်เนาะကျွန်တော်ကျူရီကိုအဓိက focus မလုပ်တာမဟုတ်တော့ဒါတော့ briefing လေးပဲပေးသွားတာပါ stakeholder accountability is essential accountability တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်မရှိရင်သူကအဲ့ဆရာမအဲ့ဒီမှာလဲကျွန်တော်တို့စီကဟိုကျွန်တော်မြင်တာတော့အားမနာပြောရဲအဲ့ဒီ culture ကြီးကဒါကြောင့်ကျွန်တော် demograph ကောက်တာခုန30 40ကြီးကျွန်တော်ထင်တယ်ခင်ဗျားတို့အရွယ်တွေလက်ထက်မှာအဲ့ဒီဟာကိုဖြစ်အောင်လုပ်ပါရမယ်ကျွန်တော်တို့ generation ကပုံပွင့်လင်းလင်းပြောမရနိုင်တော့ကျွန်တော်အများကြီးပြောကြည့်ဘူးလေပမာမှာနေတော့ပြောလို့မရအယိုးဆွဲတော်တော်ကြီးကိုပြင်လို့ခင်ပါတယ်တော့ခင်ဗျားတို့လူငယ်ပိုင်းလူလက်ပိုင်းတွေကအဲ့ဒါလေးကိုကောင်းအောင်လုပ်သိကျင်တယ်ပေါ့နော်မျှော်လင့်ရတာပေါ့အဲ့တော့ဒီ intro ကတော့ဒီလောက်ပါပဲကျွန်တော်အချိန်နည်းနည်းလေးတိုက်တယ်နော်15မိနစ်လောက်နဲ့ကျွန်တော်ပြည့်တယ်ဟိုနောက်ပြီးတော့ပြောရင်းနဲ့ဒီ case study တွေမှာကျွန်တော်ပြောသွားမယ်နော်ကျွေးကျူးစစ် cornerstone of seismic resilience နော် invest in at every project stage invest လုပ် quality အတွက်ကျွန်တော်တို့ပတ်စံကုန်ပါဘူးမကြောက်ပါနဲ့ quality ကိုကုန်မှာကြောက်လိုက်ရင်အခုပျက်စီးဆုံးရှုံးတဲ့ဟာတွေကဟိုတိုင်းတာလို့တော့မရနိုင်ဘူးဒီ culture of compliance and safety เนาะကျွန်တော်တို့ culture တစ်ခုဒီ compliance ဖြစ်ဖို့เนาะ safety ဆိုတာကဒီလုပ်ငန်းခွင် safety တစ်ခုလည်းမဟုတ်ဒီဆောက်ဦးတွေရဲ့ safety ပေါ့ဒီကျွန်တော်တို့ဟိုတကယ်အသေးရဖို့ကောင်းတာအခုမန္တလေးမှာအဲ့ဆောက်ဦးဟောင်းတွေဖြတ်တဲ့ဟာကြီးကြောက်စရာကြီးကြကြည့်ပြီးတော့လေတချို့မသိဘူးအပေါ်မှာတက်ပြီးတော့လုံသမားတယောက်လည်းသူနဲ့တက်ထူတယ်တိုက်လို့မပြောကြရင်သူဘယ်ရောက်နေစမ်းမစင်တော့နောက်ဟိုအများစုတွေ့တာ excavator နဲ့ရိုက်ချတုံးဟောတာ
ဘေးရဟာတွေလည်းဘယ်လောက်ပျက်စီးကုန်လဲမသိဘူးနော်ဒါမြေပြင်ကလူတွေကတော့ပိုသိပါလိမ့်မယ်နော်နောက်ပြီးတော့မြေပြင်ကလူတွေလည်းဟို share ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ပြီးနော်ဒါကတော့ကျွန်တော်တို့ QA နေရတော့ဒါမထည့်တယ်လို့ပြီးတော့မှဒါနော်ဒီ slide တွေကျွန်တော်ပြီးတော့ပေးပါမယ်အားလုံးနော်ဟိုညကျွန်တော်အကြံပြင်းပဲပြောသွားမယ်ဒီမှာအဲ့တော့ QA/QC ဘိုင်းက intro အနေနဲ့ကတော့အဲ့လောက်ပါပဲနောက်တစ်ခုကကျွန်တော်ဘာလို့သွားမလဲဆိုတော့damage mechanism ကအားစင်းနေတယ်အဲ့တော့နောက်တစ်ခါမှန်တယ်လို့ပြောအောင်နော်အဲ့တော့မန္တလေးကိုသွားမယ်အဲ့ကျွန်တော် monitor နှလုံးနဲ့ပြောနေတာ monitor တစ်လုံးနဲ့ကြတော့ကျွန်တော်လိုက်ရရှာတာပျောက်ကျွန်တော်တို့ဒီ free finding from 2025 Mandalay earthquake ကိုတွေ့ရနော်ရပြီလားဟုတ်ကဲ့တွေ့ပါတယ်တွေ့ပါပြီနော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မန္တလေးရပါတော့ဒါကသူတို့ကျွန်တော်ရှားရှားပါးပါးတစ်ခုတည်းသောပြပါတစ်ခုတွေ့ပါတယ်ဒါတရုတ်ပြည်ကကယ်ဆယ်ရေးအဖွဲ့နဲ့နော်ပါလာတဲ့ engineer တွေက report လုပ်ထားတာပါလည်းဖတ်ပြီးပြီလို့ထင်ပါတယ်နော်ဖတ်ပြီးပြီလို့ထင်မဖတ်ရသေးလည်းဖတ်ကြည့်သင့်ပါတယ်အားလုံးအတွက်ဖတ်ကြည့်ပြီးလို့ထင်မှာအသေးစိတ်ပါတယ်ကျွန်တော်တို့ဒါဟိုဟာလေးတွေပဲကျွန်တော်နည်းနည်းပဲဟို summary လုပ်ပြီးတော့မှာပါနော်ဒီကောင်ကဘာကိုလုပ်ထားလဲဆိုသူတို့ China search and rescue team နဲ့မှာပါလာတယ်ဒီ during rescue operation နဲ့မှာသူ investigation into the characteristic of collapse structures was conducted နော်အဲ့တော့ဒီ collapse structure တွေကိုသူ study လုပ်ပါတယ် study လုပ်ပြီးတော့ဘာကိုအဓိကလုပ်တယ်ဆိုတော့ဒီ building debris တွေဒီအကျိုးအပြက်တွေကနေပြီးတော့လိုက်ပြီးတော့ assess လုပ်ပါတယ်နောက်ဒီနိုင်ကျွန်တော်တို့ဒီမှာ paper တစ်ခုလည်းတွေ့ပြီမယ်ကျွန်တော်တို့ဒီခုနကျွန်တော်နောက်ပိုင်းပြောမယ်တူရကီပေါ့လေဒုတိယပိုင်းမှာဆက်ပြောမယ်တူရကီ earthquake မှာဆိုရင်3နှစ်လောက်အတွင်းမှာ research လုပ်တဲ့အဖွဲ့ပေါ့ကျွန်တော်မှတ်တမ်းယူထားတာရှိတယ်30ကျော်လောက်ရှိတယ်အများကြီးပဲအဲ့ဒါတွေကို summary ပြန်လုပ်တာတကယ်ကိုသေးစိတ်လေကျွန်တော်တို့ချိန်မှာလည်းအဲ့လိုဖြစ်တင်တာပေါ့နော်သို့တော့မဖြစ်ခဲ့ဘူးဟိုနေ့ကကိုအောင်မြတ်သူကပြောတယ်ဟာတရုတ်တွေကမြန်လိုက်တာကိုအောင်မြတ်သူကြီးတရုတ်ကမြန်တာမဟုတ်သူတို့ကလို့စင်လောက်တာကျွန်တော်တို့ကအရန်ကိုဟိုနှေးုံနဲ့ပေါ့ကျွန်တော်လုတ်ခွင့်ကိုမရတာနော်လုတ်ခွင့်ကိုမရခဲ့ဘူးအချိန်นี้ဒါတော့ team environment ဝမ်းနဲ့စရာကောင်းတာပေါ့နော်အဲ့တော့ဒီတရုတ်အဖွဲ့ကဘာလို့လုပ်သွားလဲဆိုတော့ 9cd residential block နော် block 9ခုကိုသူတို့လုပ်သွားတယ်ဆေးရုံ2ရုံလုပ်သွားတယ် apartment 2ခုကိုလုပ်သွားတယ်เนาะဒါသူတို့ research လုပ်ထားတယ်အဲ့တော့အဲ့ထက်မှာသူတို့တွေ့သွားတာကသူတို့ရဲ့ဒီ building damage ကို study လုပ်ရင်အများစုကဘာလဲဆို RC building ကအများစုပဲเนาะဒီ earthquake ကြောင့်ပျက်စီးတဲ့အထက်မှာ RC building ကအများစုပဲဘာလို့ဆိုစောက်ထားတာအများစုလည်း RC building ပေါ့เนาะ RC building ကစောက်ထားတာလည်းများတယ်ပျက်စီးတာလည်းများတယ်ပေါ့เนาะဒါ ratio နဲ့ paper ထဲမှာပတ်လိုက်ပါကျွန်တော်ဒါတိတ်မရှင်းတော့ဘူးเนาะဖတ်ကြည့်လို့ရပါတယ်နောက်ဒီမှာအဲ့တော့သူကဒီဟွာတွေမှာအဓိကဘာတွေကိုတွေ့လဲဆိုသူတို့ finding ထဲမှာကတော့ insufficient section startup reinforcement led to brittle failure startup ကမလုံလောက်ဘူးနောက် section နော် column size တွေသေးတယ်ပြောတယ်နော် many columns have small cross section and poor joint detailing ဒီက detailing ကျွန်တော်တို့ဒီ design ကတကယ်တမ်းပြောရင် typical design ဆွဲပေးလိုက်တာ site ကပြီးတော့ detailing ဒီ startup ကိုဘယ်နေရာမှာဘယ်လောက်စိတ်မယ်ပါညာတော့အဲ့ဒီ design မှာပါတဲ့ guide ကိုအသေးစိတ်ဒီမှာတော့ကျွန်တော် shop drawing အသေးစိတ်ပြန်ဆွဲရတယ်ပြန်ဆွဲပြီးရင် designer ကလက်မှတ်ထိုး approve လုပ်မှပဲကျွန်တော်တို့ဆောက်လို့ရတယ်เนาะကျွန်တော်တို့စီမှာတော့ designer နဲ့ဒီ site construction team နဲ့ connection ကလည်းတိတ်ပြီးတော့ဟို effective ဖြစ်အောင်မလုပ်နိုင်ဘူးတင်တဲ့အခြေအနေတွေเนาะဒါတော့ကျွန်တော်တိတ်တော့မသိဘူးအသေးစိတ် site ကလုပ်ပြီးအခက်အခဲเนาะအရေးကြီးတာဒီ startup detailing ကိုဆွဲပေးဖို့လိုတယ်နောက် lab paint တွေပေါ့เนาะဒါတွေရှိတယ်အဓိကအများဆုံးတွေ့တော့ joint တွေမှာတွေ့တယ်เนาะ column size နောက်တစ်ခုက
shear wall ပေါ့နော် shear wall တွေလည်း shear wall တွေမပါလာတာเนาะ irregular shape တွေ irregular shape ဆိုရင်သူက torsion ဝင်တာပေါ့เนาะ torsional effect တွေဒါအဓိကအများဆုံးတွေ့တဲ့ဟာတွေသူတို့တွေ့သွားတာเนาะကျွန်တော်တွေ့ရမှာဒါ torsional ဒီ shear wall ဟိုလုပ်တဲ့အချိန်မှာကျွန်တော် CG เนาะကြိုက်ဖို့ balance ဖြစ်ဖို့လိုတယ်ပေါ့เนาะဒါလေးတွေ design ပိုင်းတွေကဒါတွေက design သမားတွေကပြောပါလိမ့်မယ်တော့ကကိုကျော်သူနိုင်ရှိလာမယ်စစ်တိမရှိနေတဲ့ခါကျတော့ကိုကျော်သူနိုင်ပြောပါလိမ့်မယ်နောက်ဒီဟာကတော့ geotechnical ပေါ့နော် geological geotechnical ground motion เนาะ amplification subsoil တွေပါမယ်ခုနပြောတဲ့ liquefaction တွေပေါ့နော်ဒါ soil နဲ့ပတ်သက်တဲ့ဟာအဲ့ဒါတွေရှိမယ်နောက်ဒီဟာကသူတို့အသေးစိတ်တွေ့တဲ့ဟာတွေရေးထားတာပါနော်အသေးစိတ်တွေကကျွန်တော်အကုန်လုံးတော့ဖတ်မပြရတော့ဘူးနော်ဟိုဒါ report တွေက China ဟိုကျုပ်ပြည်ထုတ်တဲ့ paper ထဲမှာအကုန်ဖတ်လို့ရပါတယ်နောက်ဒီ only 8 building has collapsed including ဒီမှာသူကဘာလဲဆိုတော့ satellite ပုံတွေကနေသူတို့ယူတယ်ယူပြီးတော့အဲ့ဒါကို research ပြန်ပြီးသူတို့ analyze လုပ်တယ်8 building has collapsed နော်အဆောက်အဦရှိခုပြိုကျတယ် including 6 RC frame and 2 timber frame RC frame မှာ RC frame နဲ့ဟာ6လုံးနဲ့ timber frame နဲ့ခုအဆောက်အဦနှစ်ခုပြတ်တယ်လို့ပြောတယ်most building in Mandalay urban area RC frame structure နော်အများစုကတော့တော်တော်များ RC မှာ RC ပါပဲကျွန်တော်တို့စကိုင်းရဟာတွေကတော့ access တိတ်မရကြတော့စကိုင်းဘက်ကတော့ကျွန်တော်တို့တိတ်မသိအောင်ပေါ့နော်ဓာတ်ပုံတွေကစားကျွန်တော်တို့မန္တလေးဟာတွေတော်တော်များတော့ဒီနေ့ထိကြည့်နေရဆဲပါကျွန်တော်မန္တလေးရပုံတွေကိုထည့်သုံးမယ်လို့စိတ်ကူးပေမဲ့ဒီကာယကရှင်တွေခွင့်ပြုချက်မတောင်းရသေးတယ်ကျွန်တော်တော်တော်များများမသုံးပါဘူးတော့ကျွန်တော်စုထားရတော့ရှိတယ်ကျွန်တော်ဟိုဓာတ်ပုံနဲ့ပဲနေလာနေပေါ့နော် the constructed after 2022 က2012ပေါ့နော် generic design according to formal assessment design code 2012နောက်ပိုင်းဟာတွေရော design code အတိုင်းလုပ်တယ်တဲ့ with larger beam and column section that provide better assessment performance နော်ဒီဟာတွေကတော့ဒီ2012နောက်မှာလုပ်တဲ့ဟာတွေကတော့ design ပိုင်းမှာမဆိုးဘူးလို့ပြောပါပေါ့နော်တိတ်ပြီးအားနည်းချက်မရှိဘူးပြောတယ် survey found that building built prior to 2012 much smaller column section နော် column section တွေက2012မတိုင်ခင်ဟာတွေကတော့ column section တွေကအရင်သေးတယ်တဲ့သူတို့ဒါသူတို့ finding ပေါ့နော်ဟိုနောက်မြေပြင်ကအခုတကယ်လက်တွေ့ finding တွေရှိရင်လည်းဒီမှာပြီးတော့ share ပါကျွန်တော်အချိန်များပေးပါမယ်ကျွန်တော်အချိန်လျှော့လိုက်ပါတော့ဘိုင်းမစားသေးဘူး during the earthquake these underside are often the first element to fail နော်ပထမဆုံးက200 site 200ပေါ့ရှစ်လက်မနော်ရှစ်လက်မပတ်လေတဲ့သေးတဲ့ column ကြီးပထမဆုံးစပြီးပြတဲ့ column ပါပဲတဲ့ဒါသူတို့တွေ့ထားတယ်နော်ဒါမန္တလေးဟာပါဒါပေးပါတယ်ပါတဲ့ပုံကြီးပါနော်အဲ့တော့ဒီ in contrast the building under construction with the column section of about ဒီဟာ under construction နဲ့ column က400နဲ့400 mm ပိုင်း500 mm ပေါ့နော်ဒီဟာဆိုရင်ဘာမှ significant damage မရှိဘူးတဲ့ဆောက်လုပ်စကအဆောက်အဦတွေဆိုလိုချင်တာကနောက်ပိုင်းဒီ2012နောက်ပိုင်းက design တွေဟာ assessment code ကို follow လုပ်ထားတဲ့အတွက်ကြောင့်ဟိုကျွန်တော်မြင်တော့ပေါ့ assessment code ကိုလည်း follow လုပ်တဲ့ design ကQC ဘိုင်းမှာလည်းအဓိကသူတနေ့ကြလိုက်လုပ်တယ်ဆိုရင်အဆောက်အဦတွေပျက်စီးရတော်တော်လေးနည်းတယ်လို့ကောက်ချက်ချလို့ရပါတယ်အဲ့ design ကဘယ်လောက်ပဲမှန်းနေတယ် QC ဘိုင်းမှာခုန QC ဘိုင်းနဲ့ detailing ဘိုင်းမှာချွတ်ယွန်းသွားရင်တော့လည်းပြုံမှာပဲနော် insufficient startup reinforcement was commonly found in collapsed building particularly at the beam column joint နော်အဲ့တော့ဒီဟာကတော့ကျွန်တော်တင်အားလုံးအရေးကြီးတယ်ကျွန်တော် beam နဲ့ column joint မှာရှိတဲ့ startup တွေမလုံလောက်ခြင်းဟာအများဆုံးပြိုကျခြင်းရဲ့အများဆုံးအချက်လို့ကျွန်တော်ဒီကနေခေါက်ချက်ချလို့ရတယ်နော်မန္တလေးမှာအခုဒီတရုတ်ပြည်ထုတ်တဲ့ paper အရာပေါ့နော် startup are critical for confining concrete and ensuring member ductility and premature failure avoid was identified as အဲ့တော့စောစီးပေါ့မပြိုခြင်းခင်ပြိုဖို့အချိန်မရောက်ခင်ကိုသူကချိုးပြီးတော့အဲ့ဒီကနေပြိုကြတယ်ပေါ့နော်အဲ့ဒါ collapse ဖြစ်တယ်အဲ့တော့ key point ကဒီ key point တိတ်တဲ့ way ကဘာလဲဆိုကျွန်တော်တို့ joint beam နဲ့ column နဲ့ joint မှာရှိ startup insufficient နော်ဒီကမလုံလောက်တဲ့ဟာအဲ့ဒါအဓိကချက်လို့သွားတွေ့ရတယ်တဲ့နော်ဒါက QA/QC သမားနဲ့လည်းဆိုင်ပါတယ်ဟို design detailing ကမှန်အောင်တော့ site က QA/QC ကတိတ်ချမစီအဲ့ joint အဲ့ဒါတွေက QA/QC ကပဲဆက်မှာ designer ကမသိတော့